အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အတုပ်ဆောင်တုပ်စားပေါ့နော်တကယ်တော့ရှေ့ရက်ကပေါ့ဒီနေ့တော့မဟုတ်ပေါ့နော်ရှေ့တစ်ပတ်တနေ့ကနေနေရပေါ့တကယ်စားလို့ရမှာလေးစားမလုပ်ချင်တာနဲ့ပဲအဲ့လိုပဲရှောက်လုပ်တာမလုပ်ဘူးတဲ့အတုပ်ဆောင်တွေပါလှုပ်စားပဲမှုတ်ကြိုက်တော့ပဲမှုတ်လေးများများထည့်တယ်ပစွန်ကြောက်ထည့်တယ်ပစွန်ကြောက်မဟုတ်ပစွန်ကြောက်အမှုန့်ပေါ့နော်ငရုတ်တွေကတော့မစားဘူးဒါမှလည်းတူစားမဲ့တော့စားမဲ့ဆိုတော့လည်းနည်းနည်းစိတ်ပြောင်းလို့ထည့်ပေးလိုက်ပါတယ်တက်တော်နီစီဂျယ်လေးကလေရမ်းကောင်းတာပဲ microwave နဲ့လုပ်လိုက်တာတော်တော်အဆင်ပြေတယ်အချင်းလေးလည်းကောင်းတယ်မကြီးနှစ်လေးနဲ့ငရုတ်စီလေးနဲ့ထညက်လေးနဲ့ကျူလိုက်တာကိုလို့ကိုကောင်းမယ်ပဲစားတဲ့သူတွေကတော့ကောင်းတယ်လို့တော့ပြောရပါပဲအားနာပြီးတော့ပြောရလားတော့မသိဘူးပေါ့နော်ဒါမှလည်းတကယ်ကောင်းပါတယ်တကယ်ကိုကောင်းတယ်အာလူလည်းပါတယ်တခွားသီးလည်းပါတယ်ကော်ပီလည်းပါတယ်ကြက်တယ်လေးတကယ်တော့ပဲပဲမောက်ပါထည့်တာလေပဲပဲမောက်ကဒီကပဲပဲမောက်တွေကနည်းနည်းရန်ကုန်နဲ့မတူနည်းနည်းအကြီးပြီးတော့စားတာမကောင်းတော့အဲ့နဲ့ပဲမထည့်လိုက်တော့ဘူးကွယ်အဲ့နဲ့အလူလေးပဲဒါလေးကတော့နောက်ဆုံးတုပ်ပြီးတဲ့ပုံလေးပါဘူသင်းငါလေးလည်းပါတယ်ခောက်ဆွဲကအလုံးဖြစ်ရမှာလေခောက်ဆွဲကပြားသွားတယ်နောက်တစ်ခေါက်ကျအလုံးလေးနဲ့တုပ်မယ်ဒါပါပဲကျေးဇူးတင်ပါတယ်